လူဘဝကိုရောက်လာတော့တဲသွားတဲ့ဟိုတယ်9ခုဖြစ်မနေတဲသွားတဲ့ဟိုတယ်တွေထဲမှာပထမဦးဆုံးတစ်ခုကတော့မူခါရာမယ်ဒိုက်ဖလို့ခေါ်ပါတယ်ဒီဟိုတယ်ရဲ့ဒီအခန်းမှာရှိတဲ့ထူးခြားချက်ကတော့ရေအောက်9မီတာမှာဒီအခန်းကိုဖွဲ့စည်းထားတာဖြစ်ပါတယ်အိတ်ခန်းကနေပဲငါးရီရဲ့ကဘာကို180ဒီဂရီလုံးမြင်နိုင်မှာဖြစ်ပါတယ်ရေအောက်မှာနေရတာယူသွားရင်နှင်းတော်ရဲဟိုတယ်စီကိုတွားကြစို့ဒီဟိုတယ်ရဲ့နာမည်ကတော့ White Pot Switzerland လို့ခေါ်ပါတယ်။ဒီဟိုတယ်ကတော့ Switzerland နိုင်ငံရဲ့ Alps တောင်ထိပ်ပေါ်မှာတည်ရှိပါတယ်။နှင်းတော်တွေဖုံးနေတဲ့ကြားကနေတောင်အောက်ကိုလှမ်းကြည့်ရတဲ့မြင်ကွင်းကဘာနဲ့မှလဲလို့မရနိုင်ပါဘူးတဲ့ရှင်။တောင်ကူးမြောက်ဟိုတယ်အနေနဲ့ကတော့ကန်ညာနိုင်ငံထဲမှာရှိတဲ့ Giraffe Manor ဆိုတဲ့ဟိုတယ်လေးကိုရွေးချယ်လိုက်ပါတယ်။ဒီဟိုတယ်ကတီးချစ်သူလေးတွေအတွက်ဖွင့်ထားသလားလို့တောင်ထင်ရပါတယ်။ဒီဟိုတယ်ရဲ့ထူးခြားချက်ကမနက်ခင်းမိုးလင်းပြီဆိုတာနဲ့တစ်ကလက်အုပ်လေးတွေကကိုယ့်ရဲ့အခန်းတကားကိုလာခောက်ပြီးတော့ကိုနဲ့အတူမနက်စာစားကြပါတယ်တဲ့။လေးခုမြောက်ဟိုတယ်ကတော့ပင်လယ်အောက်ကဂူထဲမှာညစာစားလို့ရမယ့်ဟိုတယ်ပဲဖြစ်ပါတယ်။ဒီဟိုတယ်ကတော့အီတလီနိုင်ငံထဲမှာရှိပါတယ်။ဒီဟိုတယ်ရဲ့ထူးခြားချက်ကတော့ဟိုတယ်ရဲ့အောက်မှာရှိတဲ့တဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ကြောက်ကူထဲမှာညစာစားနိုင်မယ့်အခွင့်အရေးလေးရရှိမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ဘေးနားမှာချီရတဲ့သူလေးကိုထားပြီးတော့ပင်လယ်လှိုင်းခတ်တန်တဲ့အတူညစာစားရတဲ့ခံစားချက်ကဒီတသက်လုံးဝမမေ့နိုင်ပါဘူးတဲ့ပင်လယ်ဘက်ကနေပြီးတော့တဲကန်နာရဘက်ကိုခရီးဆက်ကြမယ်ဒီဟိုတယ်လေးကတော့ဒူဘိုင်းရဲ့တဲကန်နာရအလယ်မှာတိစောက်ထားတဲ့ကျဲ9ပွင့်ဟိုတယ်ပဲဖြစ်ပါတယ်ဒီဟိုတယ်ရဲ့ထူးခြားချက်ကတော့ဂန္နာရအလယ်မှာ OA လေးတစ်ဖွဲ့ဖြစ်ပြီးတော့တဲကန်နာရထဲမှာရှိတဲ့တိလေးတွေနဲ့လည်းထိတွေ့ဆက်ဆံနိုင်ပါတယ်ဒီဟိုတယ်မှာတဲမယ်ဆိုလို့ရှိရင်ဟိုတယ်ထိရောက်အောင်တစ်ကလက်အုပ်စီးရတယ်အဲ့ဒီခံစားချက်ကတစ်ခုနောက်ပြီးတော့ညနေစီးစာဆိုလို့ရှိရင်လည်းတဲလွင်ပြင်းကြီးရဲ့ညနေစီးစာကိုလည်းလှပစွာခံစားလို့ရပါတယ်တဲ့ဒါကတစ်ခုနောက်တစ်ချက်ကကျတော့ညဘက်မှာဆိုလို့ရှိရင်ကောင်းကင်ကငကငွေတန်းတွေထွက်ပြီးတော့မြေပြင်ကတလက်လက်တောက်နေတဲ့တဲတွေကိုလည်းရင်သက်ရှူမောဝဲခံစားရပါတယ်တဲ့အခုကြည့်နေတဲ့သူကကဘာပတ်ဖို့စိတ်ကူးရင်နေပြီဆိုရင်တော့ဒီဟိုတယ်တွေကိုပါထည့်သွင်းပြီးတော့စိတ်ကူးရင်သင်းတယ်နော်ဘိုင်ဘိုင်